ဇိုမီတိုင်းသားတွေနဲ့စူးစီးထားတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လူမှုဖွံ့ဖြိုးရေး ECODS ကပထမဆုံးကြိမ်ဇိုမီဖိုရမ်ကိုဩဂတ်စ်23ရက်နေ့ကရန်ကုန် YMCA မှာကျင်းပခဲ့ပါတယ်။ဇိုမီဖိုရမ်ဘာကြောင့်လုပ်တာလဲ။မြန်မာပြည်ရဲ့လက်ရှိအပြောင်းလဲမှာဇိုမီတိုင်းသားတွေအနေနဲ့ရှေ့ဆက်ဘာလုပ်သင့်လဲဆိုတာသိနာလည်ဖို့အချိန်ရောက်နေပြီးချင်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုစိုးရွားတဲ့အဆင့်ရောက်နေတာမို့ဆင်းရဲမွဲတေမှုတိုက်ဖြတ်ဖို့နဲ့ချင်းလူမျိုးတွေပညာရေးတိုးတက်ဖို့ဇိုမီခေါင်းဆောင်တွေတိုင်ပင်ကြတာလို့ပူးရှင်းလျန်းကပြောပါတယ်။ချင်းပြည်နယ်ရဲ့ဆင်းရဲမှုလုံးတွေလည်းကျွန်တော်ကြီးမဲ့ဆက်ချင်းနေစိုးရွားနေတယ်ဆိုတော့ဒီဆင်းရဲမှုရှော့ချနိုင်အောင်ဘယ်လိုလုပ်လဲဆိုတဲ့ဟာတွေလည်းပိုင်းပါမယ်။ပြီးတော့လူငယ်တွေလည်းနာငါဘာတွေလုပ်တင်တယ်လဲဆိုတဲ့ဟာတွေလူငယ်တွေနဲ့ပတ်သက်တဲ့ဇိုမီနဲ့တာမရှိပါချင်းဆိုတဲ့နာမည်ဟာဗြိတိရှတွေပေးတဲ့နာမည်ဖြစ်ပြီးအခုချိန်မှာဇိုမီတိုင်းသားတွေနာမည်နဲ့ပါတီထူထောင်ခွင့်ဖိုရမ်လုပ်ခွင့်ရတဲ့အခြေအနေပဲရှိသေးတယ်လို့ဇိုမီဒီမိုကရေစီကွန်ဂရက်ရဲ့ဥက္ကဋ္ဌပူးကျင်ရှင်းထန်ကပြောပါတယ်။အင်အားနဲ့ပြင်ရမယ်ဆိုရင်အောင်မြင်မှာမဟုတ်လို့ဖျားသခင်စီစုမုံကောင်းတောင်းပြီးကိုစွန့်လွတ်နေနာခံကြိုးစားဖို့အရေးကြီးတယ်လို့ပြောပါတယ်။ကျွန်တော်ရှိဆက်ပါလို့မလဲဆိုတဲ့နေရာမှာတော့ရှိဆက်ကကျွန်တော်တို့အင်အားတစ်ခုနဲ့တော့လေအောင်မြင်နိုင်မှာမဟုတ်ဘူးဘုရားတခင်စီမှာငါတို့ကခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်စုမုံကောင်းတောင်းပြီးတော့ရဖို့ကိုဟာကိုစတိပြီးလုပ်ဖို့ပဲအရေးကြီးပါတယ်ဆိုတာဒါပါပဲကျွန်တော်လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာဇိုမီပါတီအနေနဲ့ဝင်ပြိုင်မှာဖြစ်ပြီးအပြည့်အခက်ရဲစဲရေးဟာဒီတစ်ချိန်တော့ထိရောက်မယ်ဆိုတာသူယုံကြည်တယ်လို့ပြောပါတယ်။အတိတ်ကအမှားတွေကိုထားခဲ့ကနိုင်ငံနဲ့လူမျိုးအတွက်ဒေသဆွဲဘာသာဆွဲတွေထားခဲ့ကြပြီးအချင်းချင်းစည်းလုံးညီညွတ်ကြဖို့အစိုးရနဲ့လက်တွဲပြီးအနာဂတ်ကိုတည်ဆောက်ဖို့နဲ့လက်ရှိမှာဇိုမီလှုပ်ရှားမှုတွေလိုတယ်လို့ Global Zomi မဟာမိတ်အဖွဲ့ကပမောက္ခပူခန်းအန်ကပြောပါတယ်။အတိတ်ကာလမှာဘာဒီကျွန်တော်မားခဲ့တယ်အဲ့ဒါကိုထားပြီးတော့မှနောက်မှာဘယ်လိုအသစ်ဆင်တဲ့လဲထားခဲ့မယ့်ဟာဒီစွန့်ပြရမယ့်ဟာဒီဒီတာဆွဲလာနေပေါ့နော်ဒီတာဆွဲဘာသာဆွဲဒီဘာသာစကားဆွဲတဲ့ဟာဒီပေါ့အဆွဲဒီထားခဲ့ပြီးတော့မှတလုံးတော်ရတဲ့ပြည်ပြည်ဒါကိုကျွန်တော်အဓိကထားပါတယ်အနာဂတ်ကိုတည်ဆောက်ပါဒီတိုင်းကိုတည်ဆောက်တဲ့နေရာမှာကျွန်တော်အားလုံးလက်တွဲပြီးတော့ပထမဆုံးကျွန်တော်စုံမိချင်းတွေလက်တွဲဖို့လိုတယ်။ကွဲပြားခဲ့တယ်။အဲဒီကွဲပြားတဲ့ကိုကျွန်တော်လက်တွဲပြီးတော့မှတဆနဲ့တခြားလူမျိုးတွေနဲ့နိုင်ငံလုံးနဲ့ကျွန်တော်လက်တွဲပြီးတော့ပြည်ထောင်စုကိုလည်းတပါးတည်းပန့်ပိုးနိုင်လို့ဆိုအဲ့ဒါကိုဆွေးနွေးတယ်။